မင်္ဂလာညနေခင်းလေးတော်တော်မရတော့9နာရီခွဲမှတင်ပါတယ်အခု28ရောက်နေပါပြီမီးဆောပြမှာတော့ဒါဒီပဲဖြစ်ပါတယ်မီးကိုလေဖြိုးဖြိုးလို့ပဲပြောလို့မရဘူးမဲဖြိုးဖြိုးလို့ပြောတာဒီလိုမျိုးပါဖြစ်လို့ပါဈေးချမှာပြောမီးလိုပဲပြောမယ်နော်မီးလေးဒီဘောနော်ဒါလိုက်မရဘူးလေဟိုတင်လိုက်တဲ့ဒီဗီဒီယိုမှာဆိုရင်လိုက်မရအောင်ပုံပေးထားတော့မယ်အဖေမှာဆိုလိုက်လုံးဝမရအောင်တော့ view တက်ဖဲတက်တယ်ကောမန်လေးလုံးဝမရပါဘူးအဲ့အကြောင်းလို့လာပြောတာပေါ့နော်ဒီနောက်ကြရင်လေဒီဟွာလေးတိုက်ခုတ်လို့မသိရှင်လေးဆုတ်ပြပါမယ် view တက်အောင်လို့ပေါ့နော်ဆုပြပါမယ်ရှင်းတိုင်းမဲ့လေးမြူလေး like လေးရဲ့ view လေးမတက်ရင် like လေးမတက်ရင်တော့မလေးကောမန်လေးတော့ရှင်နော်အပြအနေလို့ပေါ့နော်ရှင်နော်ဒါလေးကိုလည်းမကြော်တော့ပါနဲ့နော်မကြော်နဲ့အဲ့ရောက်လာပြောပါဒါနဲ့လေမီဒီဟွာလုပ်တဲ့ခါမှလေးဟိုဖြစ်တယ်ပေါ့နော်ဒီမီတက်ခဏမဆူတာမယ်ဒါပေမဲ့ like လေး view လေးတော့ပြခဲ့နော်ရိုးနားမထောင်ပါနဲ့နော်မီတန်လေးကိုတော့တက်လိုက်ရမယ်တိုက်ခိုင်လို့မတခါလို့ပြမမလာပြီးပြမမယ်ခုကလုံးရတဲ့မင်းမထက်ကိုကြိုက်တာပြောစောတယ်ငါတို့ကမ်းပြီးလို့ဖုန်းနေချိန်မှဒီလိုရောဖုန်းနေမင်းတို့လောက်ပုံနေမဟုတ်သေးဘူးကအမြဲတမ်းလောနဲ့စီအမြဲတမ်းတောက်ပနေပါကြည့်ဝီကတ်စကွန်နာစီအကြနေပါတီအထွေရပါတယ်ရှင်လေပြူလီတော့ပိကပ်ပါအောင်ရှင်ဖြစ်လို့မလို့မီးလိုပဲခေါ်မီးလာပြီဟင်မီးလာပြီပြောတော့ကြားလာမီးလိုပဲခေါ်တော့ကြားလာလို့ပန်လေးထွက်ပြပါမယ်မီးနည်းနည်းကြော်လိုက်မယ်ကွာမီးဘာလို့နည်းနည်းကြော်မလဲဆိုရင်ဒီဗီဒီယိုကကြာကြီးရိုက်လို့မရလို့ပါအဲ့အကြောင်းလို့ဒီခါမေးကြည့်ပြကြပါအောင်ရှင်ပါပေါ့နော်โอเคမီးလို့ဒီအောက်မှာလေးဒီဖြော်ရည်ဘူးလေးတိလားအဖြော်ရည်ဘူးလေးရှိရနော်အဖြော်ရည်ဘူးတော့ဘာမှသုံးစားမရပါဘူးအဖြော်ရည်ဘူးမီယူလာရဘာမှသုံးစားမရပါဘူးမီလှပြထားပေါ့နော်โอเคကြော်လိုက်ပါအောင်မယ်ဒါဆိုရင်တော့မီဒီနိုင်ရောက်လာပါပြီပြီးတော့ပါမယ်ဒါမဲ့လေတွားလေရှေးပဲလာဆိုတော့လေတစ်ပိုက်ပတ်2ပတ်3ပတ်1လောက်ပြီးတော့မီဆုံးဖြတ်ပေးမယ်နော်လိုက်လေးပေးခဲ့ကြပါရှင်နော်လိုက်လေးမတိုင်နမဒီလီတော့ပေးခဲ့ကြပါအောင်ရှင်မီလီကောင်းမရင်ကိုကြိုက်နေပါပြီရှင်အဆုံတော့ဒါပြီးပါပြီဒါပေမဲ့နည်းနည်းကြံသေးရဲ့ပေါ့နော်ဒါဆိုရင်တော့ပြီးပါပြီရှင်ဒါလေးတီလာငါပြီးသေးဦးတော့ဒါပြီးသေးဦးဆိုပြီးကြော်သွားနေအောင်ပတ်တူးလေးကိုလည်းလာပေးပါမယ်ရှင်ဒီမှာမပြီးသေးဦးတော့ပြမယ်ဒီမှာကြည့်လိုက်မပြီးသေးဘူးပတ်တူးလေးကိုတော့နောက်မှပြပြမယ်ဖိုင်း